Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မန္တလေးကနေပြန်တော့မှာဆိုတော့မန္တလေးပြန်လက်ဆောင်လေးတွေတွားပြီးဝယ်ခဲ့ပါတယ်ကလေးဘွားတွေကလူကြီးတွေကမန္တလေးကနေပြန်လာပြီဆိုလို့ရှိရင်မြင့်မြင့်ခင်ထုံမှုအမြဲတမ်းပါပါတယ်ခုနတို့တွားဝယ်ခဲ့တဲ့ဆိုင်လေးကတော့ကျွဲဆက်က2လမ်းနဲ့3လမ်းကြားမှာရှိတဲ့မြင့်မြင့်ခင်ထုံမှုဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်မှာရွေးချယ်ဝယ်ယူစရာမုန့်တွေမျိုးစုံရှိပါတယ်သီးစို့ထုံမှုရိုးရိုးထုံမှုလာမုန့်အမျိုးစုံအများကြီးပဲပေါ့နော်စနိုးမကင်းတွေလည်းရှိတယ်ပြီးတော့ဒီအမီးလေးတွေဆိုပကံလေးတွေဇွန်းလေးတွေနဲ့အုပ်ဆောင်လေးတွေတေချာအုပ်ပြီးတော့ဒီစင်ရဲ့အပေါ်စင်မှာထားပေးတယ်။ကိုဝယ်ခြင်းတဲ့မုံလေးကိုအမီးလေးစားပြီးမှရတာလေးသိပြီးတော့ကြိုက်တယ်ဆိုလို့ရှိရင်ဝယ်လို့ရတယ်ပေါ့နော်။အဲ့ဒါလေးကတော့ဒီဆိုင်လေးရဲ့အားသာချက်ပဲဖြစ်တယ်။ပြီးတော့အဲ့အမီးလေးတွေကုန်လို့ရှိရင်လည်းသူတို့ထပ်ပြီးတော့ထည့်ပေးပါတယ်။တခြားသောဒီလက်ဖက်အကျော်အိမ်ပြန်လက်ဆောင်တွေနဲ့ဝယ်လို့ရမယ့်မုံမျိုးစုံလည်းပဲသူတို့ရောင်းချပါတယ်။ဆိုင်လေးကဒီဝန်ထမ်းတွေလည်းအများကြီးရှိတယ်။ပြီးတော့တက်ရတက်ရှင်းနဲ့ဝန်ဆောင်မှုလည်းတကယ်ကိုကောင်းပါတယ်။ခုနကတော့ဒီ expire date ဝေးတဲ့မုံမျိုးစားဝယ်ခဲ့ပါတယ်လက်ဆောင်ပေးမှာဆိုတော့ပေါ့နော်အရန်နီးနေလို့ရှိရင်အဆင်မပြေတဲ့အတွက်ကြောင့်ပါဒီဆိုင်လေးကမန္တလေးမြို့အထွက်မှာဖြစ်နေတော့ဝယ်တဲ့သူတော်တော်များတယ်သူကအပြန်လက်ဆောင်တစ်ခါတန်းဝယ်တာပေါ့နော်ခုနဆိုလို့ရှိရင်အခု10ဘူးဆိုလို့ရှိရင်ဒီလိုတစ်ဘူးလက်ဆောင်ရခဲ့ပါတယ်ခုနကတော့လက်ဆောင်2ဘူးရခဲ့ပါတယ်မန္တလေးပြန်လက်ဆောင်လေးပေးဖို့စဉ်းစားနေတဲ့မိတ်ဆွေတက်တော့ဒီဗီဒီယိုလေးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်bye bye